အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ဝီဆန်းတီပါအာဟာရပညာရှင် dietitian တူဖြစ်ပါတယ်ကျွန်မဒီနေ့ပြောမှာကအမျိုးသမီးတွေဒီသွေးဆုံးကနေအချိန်ဒါမှမဟုတ်သွေးစိမ်းပြီးတဲ့အချိန်ဒီကာလတွေမှာကိုယ်လေးချိန်တွေတက်လာတယ်နော်ကိုခန္ဓာအကျိုးစားတွေပြောင်းလဲလာတယ်အဲ့ဒါတွေတတိထားမိကြလားမတတိမထားမိတဲ့လူမရှိသလောက်ပဲဖြစ်ပါလိမ့်မယ်နော်အဲ့တော့နေထိုင်ဝလာတယ်တို့ငါဒီလိုဝက်စားနေရပဲဟိုဗာလဲလေးတိုင်းရင်တော့ဝရတယ်တို့ကျွန်မကြားဖို့ပါတယ်နော်အဲ့တော့အဲ့ဒါတွေဖြစ်လာကြတယ်ဆိုတော့ဒါဘာဖြစ်လို့ဖြစ်တာလဲဒါတွေကိုဘာတွေဘယ်လိုမျိုးပြောင်းလဲလို့ရလဲပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်မဒီနေ့ဆွေးနွေးလိုပါတယ်ဒါကျွန်မသွေးဆုံးခြင်းနဲ့ပတ်သက်ပြီးတော့အမျိုးသမီးတွေအတွက်လုပ်ထားတဲ့ video series တွေကတစ်ခုဖြစ်ပါတယ်ဒီကိုခန္ဓာအလေးချိန်နဲ့ပတ်သက်ပြီးတော့လူတွေစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်ကဲဟုတ်ပြီဘာကြောင့်ဖြစ်လဲဆိုတာပြောရအောင်အဲ့တော့ဒီသွေးဆုံးတဲ့အချိန်မှာသွေးဆုံးကနေအချိန်မှာကျမတို့ရဲ့ estrogen ဆိုတဲ့ဟော်မုန်းတွေကျလာပါတယ်တဖြည်းဖြည်းနဲ့ကျသွားပါတယ်အဲ့ဒါကျမအရှိမလည်းပြောထားပြီးပါပြီအဲ့တော့ estrogen ဟော်မုန်းရဲ့အလုပ်တစ်ခုကဘာလဲဆိုတော့ကျမတို့ခန္ဓာကိုယ်မှာဒီအဆီတွေကိုဘယ်နားမှာတိုးလာအောင်မလဲဆိုတာ तू ကညွှန်ကြားပေးပါတယ်ညွှန်ကြားပေးတယ်ဆိုတော့ကျမတို့ဒီအပြိုပေါ်ဝင်စအချိန်ကနေစပြီးတော့အမျိုးသမီးတွေကဒီတင်ပါးတွေเนาะပေါင်တွေမှာအဆီတွေရှိမယ်เนาะဒီခါပို့ပြီးတော့တိန်တယ်တိန်တယ်ဒါပေမဲ့လို့ဒီအချိန်เนาะဒီ estrogen hormone နည်းသွားတဲ့အချိန်မှာကျတော့အဲ့ဒီအဆီတွေကိုတိုးလာမှုပြောမဲ့ဟိုဟာမရှိတော့ဟော်မုန်း estrogen ကမရှိတော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီအဆီတွေကဘယ်နာသွားစုလဲဆိုတော့ one by မှာသွားစုတယ်အမျိုးသားတွေနဲ့ပိုတူလာတယ် one by မှာအမျိုးသမီးတွေပိုစုလာပြီးတော့တင်ပါတို့ဘာတို့ကနေအားနေပြောင်းသွားတယ်เนาะအဲ့တော့ဒါခန္ဓာကိုယ်အချိုးစားပြောင်းသွားတဲ့ဟာဒါပေမဲ့လို့အဲ့ဒါကweight တိတ်မတက်လာတဲ့လူတွေဆိုရင်တော့အချိုးစားအဲ့လိုမျိုးပြောင်းလဲသွားတယ်เนาะတီတီတက်တာပြောင်းလဲသွားတယ်အဲ့တော့ဟိုတချို့ကြတော့လေခန္ဓာကိုယ်အလေးချိန်မှာတက်လာတယ်အလေးချိန်တက်တာတော့ဒီရွယ်မှာပေါ့เนาะဟိုကိုခန္ဓာလှုပ်ရှားမှုနည်းသွားတာတို့ဘာတို့ကြောင့်လည်းဖြစ်နိုင်တာပေါ့လေဒါပေမဲ့လို့ဒီဘာမှဟိုအကုန်လုံးတူတူပဲဆိုရင်တော့ဒီအချိန်မှာပို့ပြီးတော့တက်လာဖို့များတယ်ဟုတ်ပြီအဲ့တော့ဒါကကျမတို့ကြုံတွေ့ရတာအဲ့တော့ကျမတို့လွန်ခဲ့တဲ့အသက်20တုန်းကတော့အပြိုပေါ်ဘွားတုန်းကပုံစံလေးနဲ့တွားကြည့်လို့ရှင်တော့တိတိတသားပြောင်းလဲလာမှာဖြစ်ပါတယ်အသက်ကြီးလာတဲ့အမျှပြောင်းလဲလာတယ်ဆိုတာကိုလက်ခံနိုင်လို့ရှင်တော့ပထမတစ်ချက်အနေနဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းပါလိမ့်မယ်เนาะဘာဖြစ်လို့လဲဆိုတော့ဒါကြီးကိုပဲတန်းတာပြီးတော့ရင်တုန်းကတေးသေးလေးတုန်းကဘဝကိုတန်းတာနေတယ်ဆိုလို့ရှင်တော့စိတ်ကြမ်းမာရေးအတွက်အသိမကောင်းပေါ့နော်ဒါပေမဲ့လို့ဒီဟာကိုလည်းလက်ခံပြီးတော့ဘာမှမလုပ်ဖဲနဲ့နေသွားလို့လည်းမသင့်တော်ဘူးမဖြစ်သင့်ဘူးဒါကြမ်းမာရေးရှူတောင်းရနေကျွန်မပြောမှာဖြစ်ပါတယ်ဘာလို့လဲဆိုတာနော်အဲ့တော့အလှပနဲ့မဆိုင်ဘူးကြမ်းမာရေးရှူတောင်းနဲ့အဲ့ဒါဆိုလို့ရှိရင်ကဲဒီအဆီတွေအကြောင်းပြောအောင်ဒီ one by မှာရှိတဲ့အဆီတွေက2မျိုးရှိတယ်နော်တစ်မျိုးကကြတော့ subcutaneous fat လို့ခေါ်တယ်အဲ့ဒါကြတော့ဒီအရေပြားအောက်မှာနေရှိနေတဲ့အဆီတွေအဲ့တော့ဒီကျမတို့အကုန်လုံးနေရတောက်ချမှာအရေပြားအောက်မှာ subcutaneous fat တွေရှိတယ်အဲ့တော့ဒီ one by မှာအချိန်နေဆိုလို့ရှိရင်ဟိုအဆီအလိတ်တွေပေါ့နော်အဲ့ဒါမျိုးတို့ဒီအရေပြားအောက်တင်ပေါ့နော်အဲ့ဒါအဆီတစ်မျိုးရှိတယ်နောက်တစ်မျိုးကကြတော့မမြင်ရတဲ့ visceral fat လို့ခေါ်တဲ့ဟာကြတော့ကျမတို့ရဲ့ကလိစားတွေနားမှာရှိတယ်အဲ့တော့ကလိစားတွေအစအိမ်ကလိစားတွေဦးတွေliver အသေးတို့ကြောက်ကတ်တို့ဘာလို့ဒီထဲမှာပေါ့နော်ကလိစားတွေထဲမှာတွားပြီးတော့ဟိုကတ်နေတဲ့အဆီတွေရှိတယ်အဲ့ဒါကြတော့ visceral fat လို့ရှိတယ်အဲ့တော့2မျိုးရှိတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီပထမပြောတဲ့ subcutaneous fat အရေပြားအောက်က fat ကတိတ်ပြီးတော့အန်ဒီရမရှိဘူးမလှတာလွယ်လို့ပေါ့နော်အများအဖြစ်ပေါ့နော်အဲ့တော့မလှတာအများများလို့ရှင်တော့လည်းမကောင်းဘူးပေါ့လေဒါပေမဲ့တော်ရုံတန်ရုံကဒါတိတ်ပြီးအန်ဒီရမရှိဘူးဒီခုနပြောတဲ့ visceral fat ကကြတော့အန်ဒီရရှိပါတယ်သူ့မှာinflammation ကိုဖြစ်စေတဲ့ inflammation ဆိုတာခန္ဓာကိုယ်ရောင်ရမ်းခြင်းတွေကိုဖြစ်စေတဲ့ဟို protein တွေကိုထုတ်တယ်အဲ့တော့ခန္ဓာကိုယ်တစ်ခုလုံးရောင်ရမ်းခြင်းတွေဖြစ်တယ်နောက်တစ်ခါအဲ့ဒါကနေဆက်နွယ်ပြီးတော့သွေးတွင်းအဆီတွေများတာတွေဖြစ်လာတယ်เนาะအဲ့တော့သွေးတွင်းအဆီများတယ် cholesterol တွေများတယ်ပေါ့เนาะပြောရရင်တော့နောက်တစ်ခါinsulin resistant insulin ရင်ပါခြင်းဖြစ်စေတဲ့အတွက်စီးကျိုယောဂဖြစ်ဖို့လည်းများလာတယ်အဲ့တော့အဲ့ရရဲ့ဒီ visceral fat ရှိခြင်းရဲ့နောက်ဆက်တွဲကဘာလဲဆိုတော့နှလုံးယောဂเนาะအဆီပိတ်တာတွေနှလုံးအဆီပိတ်တာတွေသွေးကြောကျဉ်တာတွေနောက်ဒီစီးကျိုယောဂတွေပေါ့เนาะအဲ့ဒါတွေဖြစ်လာဖို့သူ့မှာ chance ရှိလာတယ်ပုံများလာတယ်အဲ့တော့အဲ့ဒီတော့ကျမတို့ဒီအရွယ်မိန်းမတွေကလည်းဒီဟာကသူ့လိုလိုနေများလာတယ်
နောက်တစ်ခါအဲ့ဒါကြောင့်မို့ဒီဟာကြီးကအန်ဒီရရှိတယ်โอเคအဲ့ဒါပြီးတော့နောက်တစ်ခါဘာဖြစ်သေးလဲဆိုတော့ကျမတို့အမျိုးသားတွေရောအမျိုးသမီးတွေရောကအသက်ကြီးလာတဲ့အခါမှာကြွက်သားတွေဆုံးရှုံးလာတယ်ဒါကသူ့ရဲ့ natural aging process ပေါ့နော်အသက်40ကျော်လာပြီဆိုတာနဲ့ကျမတို့ရဲ့ကြွက်သားဒုဒေနဲ့ဟို strength ပေါ့နော်အင်အားက300ခိုင်နှုန်းကနေ900ခိုင်နှုန်း10နှစ်အတွင်းမှာကျသွားတယ်အဲ့တော့ကျမတို့ဒီအမျိုးသမီးတွေဆိုလို့ရှိရင်ဒီအချိန်မှာဆိုလို့ရှိရင်10ရာခိုင်နှုန်းအထိလောက်ကိုကျသွားနိုင်တယ်ကျမတို့ကဒီကြွက်သားဆုံးရှုံးမှုတွေမဖြစ်အောင်လုပ်ရမယ်ဘာလို့လဲဆိုတော့ကြွက်သားတွေကကျမတို့ရဲ့စားတဲ့အစာတွေဒီအစာချက်လုပ်တဲ့ဟာမှာသူကအရန် active ဖြစ်တဲ့အတွက်ကိုစားလိုက်တဲ့အတိုင်းမှာကြွက်သားတွေရှိနေလို့ရှင်ဒီ metabolic rate ဟိုအစာချေနှုန်းတွေ energy ထုတ်လုပ်နှုန်းတွေကမြင့်တယ်ကြွက်သားတွေမရှိလို့ရှင်နှေးတယ်အဲ့ဒါကြောင့်မို့လဲ weight gain ကပိုဖြစ်လာနိုင်တယ်အဲ့တော့ကြွက်သားရှိလို့ရှင်ပို့ပြီးတော့ weight ကိုထိန်းခန္ဓာကိုယ်အလေးချိန်ကိုထိန်းထားနိုင်တယ်အဲ့ဒါတခုဒါပေမဲ့ကြွက်သားဆုပ်ယုပ်လာတဲ့အတွက်ကျမတို့ဟိုတက်ကြီးလာတဲ့များအားနည်းပြီးတော့ independence ကိုယ့်ရဲ့ဟိုကိုယ်တိုင်လုပ်နိုင်တဲ့ဟာတွေနည်းသွားမယ်သူများကိုအားကိုးရမယ့်ဟာတွေပို့ပြီးတော့အချိန်စောစောဖြစ်လာမယ်ကိုကသူများတွေ90မှာသူများကိုအားကိုးပြီးတော့ထိုင်ရထားခက်တယ်ဆိုလို့ရှိရင်စောစောတွေကဖြစ်မဲ့လူဖြစ်သွားနိုင်တယ်အဲ့တော့ဒီကြက်သားဆုံးရှုံးမှုကလည်းဒီကြက်သားကတစ်ဖက်မှာဆုံးရှုံးလာတယ်တစ်ဖက်မှာကျတော့အစီတွေကပုံများလာအဲ့ဒါနှစ်ခုကတစ်ပြိုင်တည်းဖြစ်နေတယ်ကျွန်တော်တို့ကမကောင်းစွာနဲ့ပေါ့နော်အဲ့တော့ one bite မှာအစီတွေရှိတာကိုဘယ်လိုသိရမလဲဆိုလို့ရှိရင်scan လုပ်ပြီးတော့ဟိုစက်ကြီးတွေနဲ့ scan လုပ်တဲ့ DEXA scan ဆိုတာရှိတယ်အဲ့ဒါတွေဈေးလည်းအရင်ကြီးတယ်ဈေးလည်းပိုကြီးတယ်ပေါ့နော်ဒီမှာဆိုရင်တော့ဒါပေမဲ့ဟိုလောလောကူကူနဲ့ဟိုလုံးလို့မရဘူးပေါ့နော်အဲ့ဒါနောက်တစ်ခုကကြတော့ဒီ in-body scan ဆိုတာ gym တို့ဘာလို့မှလည်းရှိတယ်အခုတော်တော်များများသုံးလာကြပြီဆိုတော့ तू ကဒီ electric ဟွာတွေကိုယူပြီးတော့ဒီခန္ဓာကိုယ်တွေကအစီနဲ့ကြွက်သားနဲ့ပမာဏရေဓာတ်နဲ့ပမာဏကိုတိုင်းတာပေါ့နော်အဲ့ဒါတွေကခုန DEXA scan လောက်တော့မတိကျဘူးဒါပေမဲ့လို့ तू ကဘာကောင်းလဲဆိုတော့ तू ကိုကဒီပြောင်းလဲတွေလုပ်နေဆိုကိုယ့်ရဲ့ဟာကိုကိုယ့်ရဲ့ progress ကိုပေါ့ကိုပြောင်းလဲဟာတွေmuscle ဘယ်လောက်တက်လာလဲအစီဘယ်လောက်ကျလဲဆိုတော့ track လုပ်လို့ရတယ်ပေါ့နော်။ဘာဖြစ်လဲဆိုရိုးရိုးကိုချိန်နေကြကိုအတိုင်းကိုလေပေါင်ချိန်ဆက်မှာသွားချိန်လို့ရှိရင်ကြွက်သားတက်လာလို့ရှိရင် weight ကကျမှာမဟုတ်ဘူးလေเนาะအဲ့တော့ weight မကျဘူးဆိုပြီးတော့စိတ်ညစ်နေစီရတော့မလိုဘာလို့ဆိုကြွက်သားတွေတက်လာပြီဆိုလို့ရှိရင်ကြွက်သားကလေးတယ်လေเนาะအဲ့တော့ဒီလို body ရဲ့ composition ပေါ့အစီနဲ့ကြက်သားနဲ့ပမာဏကိုကြည့်နိုင်တဲ့ဟာပို့ပြီးတော့တင်တော်တယ်။နောက်တစ်မျိုးပြောပြခြင်းတယ်။နောက်တစ်မျိုးကကြတော့ကိုအိမ်မှာကိုလုပ်လို့ရတဲ့ဟာပေကြိုးယူမယ်နော်ပေကြိုးယူမယ်ကျမတို့ရဲ့ one bite ကိုတိုင်းမယ်ခါပေါ့နော်ခါအတိုင်းမယ်ခါဒီလိုအဲ့တော့အနှိမ့်ဆုံးပေါ့ဟိုအနည်းဆုံးအသိမ်ဆုံးနေရာပေါ့နော်အသိမ်ဆုံးနေရာကိုဒီလိုတိုင်းလိုက်မယ်အဲ့တော့ချက်အပေါ်လောက်ရှိမှာပေါ့နော်ဒီကြိုးကတန်းမှဖြစ်နေသိမ်ဆုံးနေရာကိုတိုင်းမယ်နော်မှတ်ထားနောက်ကတင်ပါကကြတော့အကျယ်ဆုံးနေရာတိုင်းမယ်ကိုတင်ပါအကျယ်ဆုံးနေရာတိုင်းမယ်နော်အဲ့ဒါပြီးလို့ရှိရင်အဲ့နှစ်ခုကိုစားမယ်ခါ divided by ခါအစားတင်ပါရဲ့အတိုင်းတာနော်အဲ့တော့အဲ့ဒီ ratio ကိုကြည့်မယ်ကြည့်ပြီးတော့ခါနဲ့တင်ဖို့အချိုးအစားမှာ3.8နော် 0.08 ဆိုလို့ရှိရင်အဲ့ဒါနဲ့သူ့ရဲ့အောက်မှာဆိုလို့ရှိရင်ဒီထဲကအစီရှိတာနည်းတယ်နောက်ပြီးတော့ဖြစ်လာမဲ့အကျိုးဆက်တွေနည်းတယ် risk နည်းတယ်ပေါ့နောက်တစ်ခါ3.8ကနေ3.85ဆိုလို့ရှိရင် medium ပေါ့เนาะအလေအလတ်ဒီမှာအစီရှိနေတယ်အစီကတော့ range ရှိမှာပဲရှိတဲ့နှလောက်ရှိနေမှာပဲဒါပေမဲ့ဟိုကျမ်းမာရေးရှူတောင်ကကြည့်လို့ရှိရင်ပေါ့เนาะပိုများနေတယ်ပေါ့เนาะပိုများနေတဲ့အတွက်ခုနပြောတဲ့ယောဂါတွေဖြစ်လာဖို့ပို့ပြီးတော့ခွင့်ရင်းများနေတယ်ပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်3.8ကနေ3.85နောက်ခါ3.86နဲ့အထက်ဆိုလို့ရှိရင်ပို့ပြီးတော့ဒါအမျိုးသမီးတွေပြောနေတာเนาะပို့ပြီးတော့ဟိုခုနဖြစ်တဲ့ယောဂါတွေအစီတွေအများများနေတယ်ယောဂါတွေဖြစ်ဖို့ပို့ပြီးတော့ chance များတယ်အဲ့တော့အဲ့အစီတွေကိုချဖို့လိုနေတာပေါ့နော် weight ချဖို့ထက်အစီချဖို့လိုနေတာပေါ့ဟုတ်ပြီအဲ့ဒါတွေကိုဘယ်လိုလုပ်ကြမလဲဆိုတော့အနေအထိုင်အစားအသောက်တွေဆင်ခြင်ရမယ်အဲ့တော့ကျမကအခုဒီမှာရေဘူးရအဖြစ်မဲ့ပြောမှာဖြစ်ပါတယ်အဲ့တော့အစားအသောက်နဲ့ပတ်သက်လို့ရှိရင်တော့ကျမတို့အဓိက protein အသားဓာတ်เนาะအဲ့တော့ဟိုကြက်သားငါဟိုကြက်ဥပဲမျိုးစုံအဲ့ဒါတွေကနေ protein ရတယ်အမဲသားတွေဝက်သားတွေကလည်းရတယ်ဒါပေမဲ့လို့အဲ့အမဲသားဝက်သားကကြတော့အစီများတဲ့အတွက်အဲ့ဒါတွေကို short စားပြီးတော့ကြက်သားဟိုအစီမများတဲ့အသားတွေပေါ့နော်အသားငါးတွေကိုပို့စားပေးမယ်အဲ့တော့အဲ့အသား protein ကိုဦးစားပေးမယ်နောက်တစ်ခါ fiber ကြအမြင်ဓာတ်အဲ့ဒါကြအမြင်ဓာတ်ကကြတော့ဒီ
အသီးနှံနေ fruit to vegetables တွေအသီးရွက်တွေကနေပြီးတော့ရတယ်။နောက်အခွန်များတဲ့အခွန်ပါတဲ့အဆန်တို့ဂျုံတို့ကနေပြီးတော့ရတယ်။အဲ့တော့ကိုကဆန်နေဂျုံနေစားတဲ့ဟာမှာလဲအဲ့ဒါတွေရဲ့ကိုစားတဲ့ဟာတွေရဲ့သုံးပုံမှာ2ပုံလောက်ကဒီအခွန်နေပါတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုစားသင့်ပါတယ်အဲ့တော့အဲ့ဒါက protein နဲ့ဟိုနဲ့ကိုကျွန်မအဓိကထားပြီးပြောတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အသီးရွက်တွေများများစားမယ်အသားငါးဆိုလို့ရှိရင်လည်းအစီနေတာစားမယ်နောက်တစ်ဖက်မှာလည်းအချိုပေါ့နော်အချိုတွေလွန်ကဲထားတဲ့အစာအသောက်တွေအချိုတွေထပ်ထည့်ထားတဲ့ဟာတွေကိုရှောင်ကျင်မယ်ဘာဖြစ်လို့လဲဆိုတော့သူကအစီပိုစုဖို့အတွက်ကိုအားပေးတဲ့အတွက်အဲ့ဒီဟာတွေကိုရှောင်ကျင်မယ်အဲ့တော့ဒါအစားအသောက်နဲ့ပတ်သက်ပြီးတော့เนาะကိုခန္ဓာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ကိုခန္ဓာကိုပုံမှန်လှုပ်ရှားပေးပါလေ့ကျင့်ခန်းလုပ်ပေးပါဒါပေမဲ့လို့ကျမတို့ငငယ်တုန်းကကာဒီယိုပေါ့เนาะကာဒီယိုနှလုံးကျန်းမာရေးအတွက်လုပ်တယ်လို့အများမြန်လုပ်တဲ့ဟာကဝိတ်ချတာမှာကောင်းတယ်မှန်တယ်ဒါပေမဲ့လို့ဒီအရွယ်မှာကျတော့ကျမတို့ကနည်းနည်းလေးနည်းနည်းဆိုတာပြောင်းပြီးတော့ဘာလဲဆိုတော့ဒီအယိုကြွတ်သားတတ်မှာဖို့အတွက်เนาะကြွတ်သားတွေတတ်မှာတယ်ဆိုလို့ရှိရင်ဒီကြွတ်သားတွေမကောက်ဒီအယိုးတွေအတွက်ပါတတ်မှာအောင်ကုပေးတယ်အဲ့တော့ကိုခန္ဓာကိုတည်နိုင်အောင်ပေါ့နော်ဘာလို့ကြွတ်သားတွေကအယိုးတွေကိုတည်ပေးနေတဲ့အတွက်အဲ့တော့နှစ်မျိုးလုံးအတွက်ကောင်းတယ်အဲ့တော့ကြွတ်သားတွေကိုတတ်မှာဖို့အတွက်ကို resistance training strength training လုပ်ရပါမယ်အဲ့တော့ကိုအလေးမှားတာဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုခန္ဓာရဲ့ကိုအလေးချိန်ကိုယူပြီးတော့ပေါ့နော်လှုပ်တဲ့လေးချိန်ခန်းမျိုးတော့ဘာလေးချိန်ခန်းတွေကိုနဲ့ဘာလဲတင့်တော်မလဲပေါ့ဒါမှဆို injury လည်းမဖြစ်အောင်ပေါ့နော်အဲ့တော့ဒါတွေကိုတဖြည်းဖြည်းနဲ့ကြွက်သားတွေကိုပြန်လဲတိဆောက်ဖို့ဒါမှမဟုတ်လို့ရှင်တော့ရှိတဲ့ကြွက်သားတွေရော့တာနှေးသွားအောင်ဒါလှုပ်တင်ပါတယ်အဲ့ဒါအစားအသောက်အနေထိုင်နောက်တစ်မျိုးကကြတော့အိတ်တာနဲ့ stress ကိုတက်နိုင်တဲ့လောက် short ချပါမယ်အိတ်တာကိုများအိတ်မယ် stress ကိုတက်နိုင်တဲ့ short ချမယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဟာတွေကလည်းcortisol ဆိုတဲ့ hormone တွေကဒီအေးပြတ်တာတို့ stress များတာဆိုလို့ရှိရင်ဖြစ်နိုင်ထွက်လာပြီးတော့သူတို့ကအစီစုတာကိုဖြစ်စေတယ်เนาะအဲ့တော့အဲ့ဒီဟာတွေကိုနေထိုင်စားတောက်တွေရှောင်ကျင်မယ်ရေဝဝတောက်ပါအဲ့ဒါတွေကအဓိကဖြစ်ပါတယ်အဲ့တော့အလုံးခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျမတို့ estrogen hormone တွေသွေးစွန်းတဲ့အချိန်မှာနည်းလာတဲ့အတွက်ဒီခန္ဓာကိုယ်ရဲ့အချိုးအစားတွေများလာတဲ့အဆီတွေဒီကလီစာတွေတောင်မှစုလာတဲ့ကိုယ်အလေးချိန်တွေပြောင်းလဲလာတဲ့အဲ့ဒါတွေနဲ့နောက်ဆက်တွဲမှာကျမရေးမလို့လာအပ်တဲ့ယောဂတွေဝင်လာနိုင်တယ်အဲ့ဒါကြောင့်မို့ဒီအစီရှိလာခြင်းကမကောင်းတာဖြစ်ပါတယ်အဲ့တော့ဘယ်လိုစားတောက်နေထိုင်ရမလဲဆိုတော့ protein အသားဓာတ်နဲ့အမြင့်ဓာတ်တွေဦးစားပေးပါရေများများတောက်ပေးပါအရက်ရှောင်ပါအချိုးတွေရှောင်ပါအစားအသောက်လေ့ကျင့်ခန်းcardio လုပ်တာထက် strength training ကြွက်သားတိဆောက်ဖို့ကိုဦးစားပေးပြီးတော့လုပ်ပေးပါနောက်ပြီးတော့အိတ်တာနဲ့အေးဘဝအိတ်ပါstress ကိုချနိုင်တဲ့လောက်ချပေးပါကျင့်ခန်းတွေအစားအသောက်တွေနဲ့လောက်ရမှာမယ်အဓိကကတော့ကျမတို့ဒီရွယ်မှာဝိတ်ချတာတော်တော်ခက်တယ်ဒီလွယ်ကူကူနဲ့เนาะအစားလျှော့စားလေးကယ်လိုရီလျှော့စားလေးလေ့ကျင့်ခန်းပို့လို့လေးဆိုတာလောက်နေတော့မဟုတ်ပါဘူးเนาะအဲ့တော့ဒါဒီလောက်လွယ်ကူကူနဲ့ပြောရဲဆိုလို့ရှိရင် menopause ကြောင့်လည်းနားမလဲဘူး weight loss နဲ့ပတ်သက်ပြီးတော့ science ကိုလည်းနားမလဲလို့ပြောတာဖြစ်ပါလိမ့်မယ်အဲ့တော့မလုပ်လို့မရအောင်မဟုတ်ဘူးရတယ်ဒါပေမဲ့လို့တော်တော်ခက်တယ်အဲ့တော့အဓိကကတော့ပို့ပြီးတော့တက်မလာအောင်ကိုစူးစမ်းနေထိုင်နိုင်တယ်အဲဒီကြားထဲမှာလည်းပိုရော့သွားလာအောင်လုပ်နိုင်တယ်ဒါပေမဲ့လို့ခက်ခဲတဲ့အတွက်ဖြစ်နိုင်လို့ရှိရင်တော့တီကျွမ်းတက်နာလေလူတွေစီသွားစေချင်ပါတယ်လွယ်ကူကူနဲ့အစာငတ်ခံပြီးတော့ diet တွေလုပ်တဲ့ဟာကိုလုံးဝအားမပေးပါဘူးဘာဖြစ်လို့လဲဆိုတော့အစာငတ်ခံပြီးတော့ diet လုပ်တယ်ဆိုတော့ကြက်သားတွေလည်းကျသွားတဲ့အတွက်ကျမတို့မလိုလားအပ်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်เนาะအဲ့တော့လုံးမယ်ဆိုလို့ရှိရင်ကောင်းမွန်လှုပ်စေချင်ပါတယ်အားလုံးကိုလည်းအမျိုးသမီးအားလုံးကိုလည်း empower ဖြစ်စေချင်ပါတယ်ကျန်းမာစေချင်ပါတယ်အသက်အရွယ်ကြီးလာတဲ့အထိကိုဖာကိုထိုင်ကုန်ကနေကိုထားနိုင်တယ်ကိုစားတော့ကိုပြင်ဆင်နိုင်တယ်ကိုသွားခြင်းတဲ့နေရာကိုလမ်းလျှောက်သွားနိုင်တဲ့အနေအထားရှိစေချင်ပါတယ်အဲ့တော့အားလုံးပဲအကျိုးရှိမယ်ထင်လို့ရှိရင် share လုပ်နိုင်ပါတယ်ကျမက dietitian တယောက်အနေနဲ့အစားအသောက်ပိုင်းဆိုင်ရာမှာလည်းconsultation လုပ်ပါတယ်အဲ့တော့ကျမonline ကနေလည်း consult လုပ်နိုင်ပါတယ်အားလုံးပဲကျန်းမာပါစေဒီလောက်ပါပဲ thank you bye